အားလုံးမင်္ဂလာပါဆိုပြီးနမစတေအရန်ကိုအေးချမ်းပြီးတော့မှတိတ်ဆိတ်ငြိမ်သက်ပြီးစိတ်အေးချမ်းစွာတရားထိုင်လို့ရတဲ့နေရာဒီတစ်ခုကိုသွားခဲ့ပါတယ်အဲ့ဒါဘယ်နားမှာလဲဆိုတော့ဒီမှာတငယ်ချင်းတွေလည်းပြောပြထားပါတယ်ဗီဒီယိုအဆုံးထိလိုက်ကြည့်ကြနော်ဦးနာဝီသီ BTS နားမှာရှိတဲ့ True Digital Park မှာပဲရှိပါတယ်အဲ့ကိုရောက်လို့ရှိရင်တိုက်ကနှစ်တိုက်ရှိတယ်ပေါ့နော်ဘယ်တိုက်ကနေမဆိုတက်သွားလို့ရပါတယ်အပေါ်ထက်မှာတည်ရှိပါတယ်ဒါမှမဟုတ်အမှရှိတဲ့လမ်းသွားလမ်းလာတို့မဆိုမြင်မြင်လို့ရပါတယ်ဖျားကင်းလေးကတော့အရန်ကိုရှင်းလင်းပြီးတော့မတိတ်ဆိတ်ငြိမ်သက်ပြီးအရန်ကိုအေးချမ်းပါတယ်ခုနောက်ဒီရှုပ်နေတဲ့စိတ်တွေရှုပ်နေတယ်ဆိုလို့ရှိရင်တော့ဒီနေရာလေးမှာသွားပြီးတော့မှခဏတာအတွက်စိတ်ငြိမ်အောင်အုံနောက်ဒီလည်းငြိမ်အောင်တရားလေးထိုင်ပြီးတော့မှအနားယူလို့ရပါတယ်လေမျိုးမှန်ပေါင်းလေးတွေနဲ့စောင့်ထားတယ်ပေါ့နော်ဒါမှမဟုတ်စာအုပ်လေးတွေယူသွားပြီးတော့မှဖျားကန်တဲ့မတိတ်ဆိတ်စွာဖက်ပြီးတော့မှလည်းအနားယူလို့ရပါတယ်ဒီဖျားเจ้าကိုဒီ TikTok လေးမှာပေါ့နော်မတရားကိုကြော်ညာတာမြင်လို့အဲ့ဒါသွားရောက်ဖူးမြော်ခဲ့ဖြစ်ပါတယ် mind တွေလည်းပြန်ပြီးတော့မှ positive mindset တွေဖြစ်လာတယ်ပေါ့နော်သူရဲ့ around မှာအဲ့ဒီ positive vibe ရှိရပေါ့နော်သူစောင့်ထားတဲ့ပုံစံဖះကိုတည်ထားတဲ့ပုံစံအကိုလုံးကိုအဲ့လိုမျိုးစိတ်အေးချမ်းစေပြီးတော့မှ positive mindset ဖြစ်စေရပေါ့နော်မနက်၈နာရီကနေညနေ6နာရီထိဖွင့်ပါတယ်ဖះကန်းထဲမှာဘာတွေမလုပ်ရဘူးလဲဆိုတာပြပေးထားပါတယ်အဲ့တော့တကယ်ချင်းတို့လည်းစူညံပွက်လို့ရှုပ်ထွေးနေတဲ့ busy အားဖြစ်နေတဲ့ဒီလောကကြီးကနေခဏလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပိတ်ရက်လေးမှာပဲဖြစ်ဖြစ်ကိုအားနေတဲ့အလုပ်မရှိတဲ့အချိန်လေးတွေမှာပဲဖြစ်ဖြစ်သွားရဥမျှော်ပြီးတော့မှတိတ်ဆိတ်ငြိမ်သက်စွာအနားယူနိုင်ကြပါစေ Okay bye ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ